ဘာမှာဘုရားရှင်ကိုရမြတ်ကြီးစီတော်ကျောင်းလိုက်တော်မှာသတင်းသုံးတော်မူနေတော့ဒီနေ့နေပူကျဲကျဲကြီးမှာကောသလမင်းကြီးရောက်လာတယ်ရောက်လာတော့မြတ်စွာဘုရားကဒီကကြီးနေကပူပါပြီးတဲ့ဘလို့အကြောင်းကြောင့်ရောက်လာတာတော့လို့မေးပြီးတော့မြတ်စွာဘုရားတဲ့ဘုရားပြီးတော့မြို့ထဲမှာအမွေခံသာသမီတယောက်မှမရှိတဲ့နော်အာဂနုကအလွန်ချမ်းသာတဲ့တတိတယောက်သေသွားတာဥစ္စာပစ္စည်းတွေအကုန်လုံးကဘယ်သူမှအမွေဆက်ခံမဲ့လို့မရှိဘူးအဲ့ဒါတွေကိုနန်းတော်ကိုယူရတယ်မင်းဗန္ဒာဖြစ်နေသိမ်းရတယ်ဥစ္စာပစ္စည်းတွေကလည်းအလွန်မှများတယ်တဲ့ရွှေကြီးတဲ့ကိုပဲသိန်း100လောက်ရှိတယ်လောက်ထိများလဲဆိုရင်9ရက်တိတိလှဲတွေနဲ့တိုက်တာနန်းတော်ကိုပို့ရတာ9ရက်တိတိအဲ့ဒါမင်းကြီးကတအံ့တော်ဆက်ပြီးတော့မြတ်စွာဘုရားကိုရှောက်တယ်မြတ်စွာဘုရားတဲ့ဒီလောက်ပေါ်များဒီလောက်ချမ်းသာပြီမယ်လို့အဲ့ဒီတထေးရဲ့အဖြစ်ကအံ့ဩစရာကြီးသူဘလို့စားလဲဆိုလို့ရှိရင်ဇကွဲထမင်းပုံရည်ဟင်းစံတောင်အပေါင်းချင်စားဇကွဲပဲချက်စားဟင်းကဘာလဲဆိုတော့ပုံရည်ဟင်းလေနှစ်ခွက်မြောက်ဒါပဲထမင်းဇကွဲထမင်းနဲ့ပုံရည်ဒါပဲစားဝိတော်ဘလို့ဝိကိုဝိလဲတဲ့နှစ်နန်ဇက်တောင်သူက3နန်ဇက်ပိုက်ဆံလျှော်စီနဲ့ရက်ထားတယ်အလွန်ကြမ်းတမ်းတဲ့ဝိကိုဝိစောင်းတော့တိရွက်ထီကိုပဲစောင်းတယ်သွားတရားလာတရားရှိလို့ရှိရင်ယထာအိုလေးကိုပဲခဏခဏဒါပဲစီအိမ်မှာတော့အများကြီးရှိတယ်ဒါပေမဲ့သူဘာမှသုံးဆောင်တာမရှိဘူးအဲ့ဒါခုသေးပြီလဲဆိုတော့အမွေခံသားသမီးရလည်းတယောက်မှမရှိတော့အကုန်လုံးဟာမိမ္မာနာဖြစ်ရတယ်အံ့ဩစရာကြီးအဲ့လိုမျိုးမြတ်စွာဘုရားကိုရှောက်တော့မြတ်စွာဘုရားတခါကြီးတဲ့ဒါအကြောင်းမိတ်အဲ့လိုဖြစ်တာမဟုတ်အကြောင်းတရားရှိတယ်အဲ့ဒီအကြောင်းတရားကဘာလဲဆိုတော့မြတ်စွာဘုရားတပ်မြူတန်ဉာဏ်နဲ့ကြည်ပြီးတော့အဲ့ဒီတထေးရဲ့ရှေးတုန်းကအတိတ်ကအကြောင်းတရားကိုပြောပြတယ်ဘဝတစ်ခုတုန်းကအဲ့ဒီတထေးကအလွန်ချမ်းသာတဲ့တထေးတစ်ယောက်ပဲဖြစ်တယ်အဲ့ဒါတနေ့ဘယင်ကိုခါသားမယ်ဆိုပြီးတော့နန်းတော်ကိုသွားတာလမ်းမှာတက္ကရာတိခိလို့အမည်ရတဲ့ပြည့်စေကဗုဒ္ဓအရှင်မြတ်တစ်ပါးနဲ့တွေ့ပြီးတော့စိတ်ထဲမှာကြည်လင်တယ်ကြည်ညိုတယ်ပေါ့နော်အဲ့ဒါနဲ့သူ့နောက်ကပါတဲ့မင်းချင်းသူ့နောက်ကပါတဲ့အခိုင်စီတယောက်ကိုဟောဒီပြည့်စေကဗုဒ္ဓအရှင်မြတ်ကိုအိမ်ပင့်သွားအိမ်ရောက်လို့ရှိရင်တထေးကတော့ကိုပြောလိုက်အလွန်မုံမြတ်တဲ့စွမ်းရည်ဟင်းတွေကိုတပိတ်နဲ့အပြည့်လောင်းလို့လိုက်ပါကြည်ညိုလို့အဲ့ဒါနဲ့အခိုင်စီယောက်ျားကလည်းပဲအိမ်ကိုအမြန်ဆုံးသွားပြည့်စေကဗုဒ္ဓအရှင်မြတ်ကိုလည်းပင့်သွားအိမ်ရောက်တဲ့အခါကျတော့တထေးကတော့ကြီးကိုခိုင်းတဲ့အတိုင်းပြောတော့တထေးကတော့ကြီးကလည်းပဲတပိတ်ကိုနန္တာကြီးတွေပါလေးနဲ့ဆေးပြီးတော့တကယ်ကိုကောင်းကောင်းမွန်မွန်မုံမုံမြတ်မြတ်တပိတ်နဲ့အပြည့်ထောပတ်ထမင်းတွေတပြုံးဟင်းတွေအကုန်လုံးမုံမုံမြတ်မြတ်လောင်းလိုက်တယ်လှုပ်လိုက်တယ်အဲ့ဒါနဲ့ပြည့်စေကဗုဒ္ဓရှင်မြတ်ကလည်းပဲစွမ်းအပြည့်ပါတဲ့တပိတ်ကိုပိုက်ပြီးတော့ပြန်ကြွလာဖြစ်ချင်တော့ရှင်မြတ်လည်းပြန်ကြွလာတယ်တတိယကြီးကလည်းနန်းတော်ကနေအမှုကိစ္စပြီးလို့ပြန်လာတယ်လမ်းမှာတွေ့ကြတယ်တွေ့တဲ့အခါကျတော့ရှင်ဗျာတပည့်တော်အိမ်ကစွမ်းရည်တွေရခဲ့ပါတယ်တကားအဲ့ဒါနဲ့တပိတ်ကိုလှက်ကြည့်တယ်သူကလှက်ကြည့်တဲ့အခါကျတော့တပိတ်ထဲမှာအလွန်မှမုံမြတ်တာတွေကိုတွေ့ရတယ်အဲ့ဒါလေးကိုလည်းတွေ့လိုက်ရမြင်လိုက်ရတော့သူစိတ်ကူးတွေကအမျိုးမျိုးပြောင်းသွားတယ်စိတ်ဆိုတာကြောက်စရာတော့ကောင်းတယ်နော်ပင်ကိုကနှမျိုးဝင်တိုးတဲ့လောဘဓာတ်ခံတဲ့အခြေခံပါလို့နဲ့တူပါရဲ့လို့ဦးဇင်းကတွေးကြည့်တယ်အလွန်ကောင်းမွန်တဲ့ဒီဟာတွေလည်းမြင်လိုက်ရောသူဘလို့စဉ်းစားအောင်ဆိုငါတော့ရှုံးပြီတဲ့ဒီပွဲမှာငါရှုံးသွားလောကကစားပွဲတစ်ခုပဲအတုခံလေသူစားငါတော့ရှုံးသွားပြီတကယ်လို့သာဒီမုံမြတ်တဲ့စွမ်းနေဟင်းတွေကိုငါအိမ်ကအခိုင်းစီတွေငါအိမ်ကကျွန်တွေကိုမြန်ကျွေးလိုက်ရမယ်ဆိုလို့ရှိရင်အဲ့ဒီလူတွေကဒီထမင်းတနက်အတွက်နဲ့ငါအတွက်အသက်ဆွန့်ပြီးတော့တောင်းမှငါရဲ့အလုပ်တွေကိုလုပ်ကြမှာခုဒီရှင်မြတ်ကဒါကိုစားပြီးတော့တူအေးအေးဆေးဆေးနေမှာငါတော့ရှုံးသွားပြီစိတ်ထဲမှာဝမ်းမြောက်တဲ့စိတ်ကြည်နူးတဲ့စိတ်လာလားမလာနော်အဲ့ဒါအလွန်ရေးကြည့်တဲ့ချက်အပရစေနာချုပ်တဲ့တာအပရစေနာဆိုတာလုံးဝစွန့်ရည်တတိထက်တယ်အခုဦးဇင်းတို့စွန့်လို့ရှင်တွေရောအလုံးသောယောဂီတွေရောဒါနာကောင်းမှုနဲ့မကင်းကြတဲ့ပုဂ္ဂိုလ်နော်အပရစေနာရဲ့အကြောင်းကိုကောင်းကောင်းနားလည်ဖို့လိုတယ်အပရစေနာချုပ်တဲ့ရင်ဘယ်လိုဖြစ်လဲအပရစေနာပြည့်ရင်ဘယ်လိုဖြစ်လဲဆိုတော့ပြီးတော့လည်းပြောပါအဲ့ဒီအပရစေနာချုပ်တဲ့လို့ဒီတက္ကကြီးဟာပိုင်ဆိုင်မှုတွေပြည့်စုံမှုတွေအများကြီးရှိပါလက်ကဲနဲ့နော်သုံးဆောင်လို့တဲ့စိတ်မရှိဘူးဥပစေနာအလွန်ကောင်းမွန်ပြီးတော့ထက်ထက်တန်တန်လှုပ်ခဲ့တန်းခဲ့တဲ့အတွက်ကြောင့်ဥစ္စာပစ္စည်းကတော့တကယ့်ကိုပဲရဲဆက်ဆက်ပေါ်တယ်ဒါပေမဲ့လို့အဲ့ဒါပေါ်တာတွေကသူ့တဲ့တိတ်ပြီးတော့အတိတ်ပဲမရှိတယ်လို့ဖြစ်တယ်ဘယ်နဲ့ကြောင့်လဲအပရစေနာချိုးတဲ့ခဲ့ဒါကိုသူသုံးဆောင်လို့တဲ့စိတ်မရှိဘူးတဲ့အဲ့ဒါမြတ်စွာဘုရားကဘယ်နဲ့ကြောင့်ဥစ္စာပစ္စည်းပေါ်များပြီးတော့သုံးဆောင်လို့တဲ့စိတ်မရှိရတာတုံးဆိုတာကိုအဲ့ဒီအကြောင်းတရားလေးကိုရှားပြဘာဖြစ်လို့အမွေခံသားသမီးမရှိတာတော့ဒါကအကြောင်းတရားတစ်ခုအဲ့ဒီဘဝမှာဦးဇင်းတို့ဘုရားလောင်းကြီးကတည်းဖြစ်တာအဲ့ဒါသူ့မှာညီတယောက်ရှိတယ်သားလေးတယောက်လည်းရှိတယ်အဲ့ဒီသားလေးနည်းနည်းတိတတ်တဲ့အရွယ်လေးရောက်ပြီလဲဆိုတော့ညီကိုအပ်တယ်ပေါ့ဥစ္စာပစ္စည်းကိုသူကအစတော့ဥဆောင်ပြီးတော့လုပ်တယ်နောက်တော့သူကဒီညီနဲ့ဒီသူ့ရဲ့ကြံရတဲ့မိန်းမကိုနော်ညီကိုအပ်တယ်သားနဲ့မိန်းမတောင်းလျှောက်ရပါငါတော့ဟိမန္တာဝင်ပြီးတော့ရတိဝတ်တော့မယ်အကုန်လုံးစွန့်ခဲ့ပြီးတော့ဟိမန္တာဝင်ရတိဝတ်တဲ့ဇံပိန်ကြီးတွေရတယ်အဲ့ဒါနေညီဖြစ်တဲ့လူကနောက်တော့အိမ်တော်တွေပါတွေကြာအိမ်တော်ကြာတော့သူကလည်းသားလေးတယောက်မွေးတယ်သူသားလေးလည်းမွေးပြီလဲဆိုရောဒီတူကိုမမြင်ကျင်တော့ဒီကလေးရှိနေလို့ရှိရင်ဒီအမွေတွေအကုန်လုံးကိုခွဲပေးရလိမ့်မယ်အဲ့ဒါကြောင့်ဒီကလေးကိုအစားဖြောက်မယ်ဆိုပြီးတော့မြစ်စိတ်ကိုရေချိုးဖို့သွားရင်းနဲ့ရေချိုးခေါ်သွားဟိုကြတော့မြည်ရည်နဲ့နှစ်တက်လိုက်အဲ့တော့အပြန်ရောက်တဲ့အခါကျတော့မကြီးဖြစ်တဲ့လူကမေးတာပေါ့သူသားလေးပဲမှာတော့ဆိုတော့အေးရေချိုးရင်းနဲ့ရှားမတွေ့တော့ဘူးဒီ
ဒီလိုနဲ့ပဲဘာမှမပြောရဲမဆိုရဲနဲ့ပြီးသွားအဲ့ဒါကိုတိုးထဲမှာရှိနေတဲ့ဘုရားလောင်းရှင်ရဲ့သေးကအဘိညာဉ်တကိုးနဲ့သိတယ်။အော်အလွန်မိုက်တဲ့လူပဲ။အဲ့ဒါနဲ့ရောက်လာတယ်။ရောက်လာပြီးတော့ငါသားပဲမှာတော့မေးပြီးတော့ရှင်ဘုရားမြည့်ထဲရေးသွားချွေနေရေးနေလို့ဆုံးသွားပြီ။အဲ့တော့ဘုရားလောင်းကငါအကုန်သိတယ်တဲ့။မင်းကအတွန်မိုက်တဲ့လူပဲ။ဥစ္စာပစ္စည်းဆိုတာအမျိုးမျိုးသောအကြောင်းတရားတွေကြောင့်ပျက်စီးတတ်တဲ့သဘောဘာတန်ဖိုးမှတကယ်စင်သိရှိတာမဟုတ်ဘူး။နည်းနည်းတွေးကြည့်လို့ရှိရင်ဒီလိုမျိုးလောက်ရလောက်အောင်ထိတန်ဖိုးရှိတဲ့အရာတွေမဟုတ်ဘူး။ဒါမင်းကဘာနဲ့တူလဲဆိုလို့ရှိရင်တိုးထဲမှာနော်အလွန်သေးငယ်တဲ့မေရှက်ကငှက်နဲ့တူတယ်တဲ့အဲ့ဒီမှာနာမည်ကြီးမေရှက်ကဇက်ဆိုတာမြတ်စွာဘုရားဟောခဲ့တာနော်ငှက်သေးသေးလေးတစ်မျိုးရှိတယ်သူကအော်လို့ရှိရင်မေရှက်ကလို့အော်တယ်တဲ့မေရှက်ကဆိုတဲ့အတိပ္ပယ်ကငါဟာဆိုသူပင်ကြီးမှနေတယ်တီးလာပြီရှင်လဲမေရှက်ကလို့အော်တယ်အကုန်လုံးငါဟာတော်ထဲမှာနေတဲ့တိဋ္ဌာန်တွေအတွက်ဘယ်ဟာကိုပိုင်တယ်ဘယ်ဟာကိုမပိုင်ဘူးလို့ဘာမှပြောလို့မရဘူးသူကငါဟာလို့អော်နေတာငှက်ပေါင်းစုံကရောက်လာတဲ့စားရတဲ့သူ့ရဲ့ကြီးတဲ့ငှက်တွေကြီးပဲသူអော်တာဘယ်သူမှလည်းပဲအလေးကတူမပြုတ်ကြိုလည်းမဆိုင်သူဟာလည်းမဟုတ်သူထင်လို့တာလည်းငါဟာလို့អော်နေတာဒါဟိုကောင်တွေကစဒီကောင်တွေကစသူကတဝင်တိုတဲ့စိတ်နဲ့ငါဟာဆိုတဲ့စိတ်နဲ့ရောက်ရက်ခတ်ပြီးတော့နေတယ်ကြာတော့ကောင်မျိုးစုံကစားပြီးတော့တီးတွေပါတွေကုန်ပြီဆိုတော့အဲ့ဒါမစင်ကျင်ကြီးပဲကြံရစ်တယ်အဲ့ဒီတော့လေသူကអော်တော့မဲ့ဒါငါဟာလို့អော်တော့မဲ့ဟုတ်လားအဲ့ဒီမစ္စကဇက်ရဲ့နောက်ပိုင်းမှာမြတ်စွာဘုရားကာထာလေးတစ်ပုဒ်ဟောတယ်အဲ့ဒါလေးကတော့မှတ်သားကြရအောင်ဒီရောဘောကေအတိကမသင်္ကနာတိစညာတကေတေနာသောကိတ္တိံပပောတိပစ္စေတက်ကေပမောတတိလောကမှာအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကဥစ္စာပစ္စည်းကိုရပြီတနည်းအားဖြင့်စီးပွားရေးအဆင်ပြေလာပြီဆိုလို့ရှိရင်သင်္ကနာတိစညာတကေပေါင်းတင်တွေဆွေတွေမျိုးတွေကိုအတိုင်းဝိုင်းတွေကိုထောက်ပံ့ရမယ်ချီးမြှောက်ရမယ်တဲ့လူဆိုတာကိုအတိုင်းဝိုင်းလေးနဲ့ကိုနေတာအဓိကကိုအတိုင်းဝိုင်းကိုကြည့်ရမယ်ဟုတ်လားဒီတော့ဘောကြီးအတိကမနော်ဉာဏ်ရှိတဲ့လူဆိုတာဥစ္စာပစ္စည်းရလာပြီဆိုရင်ဆိုလိုတာကစီးပွားရေးပြေးလဲလာပြီအဆင်ပြေးလာပြီဆိုလို့ရှိရင်သင်္ကနာတိစညာတကေဆွေတွေမျိုးတွေအပေါင်းတွေတင်းတွေမိတ်ဆွေတွေသင်္ကားတွေဒါတွေကိုဘာလို့မလုပ်ချီးမြှောက်ရမယ်ကြည်ရမယ်စောင့်ရှောက်ရမယ်တိနာတော့ကိတ္တိံပပောတိပစ္စေတက်ကေပမောတတိအဲ့လိုမျိုးကိုလည်းပဲသုံးဆောင်ပဲတပါးသောသူတွေကိုလည်းပေးမယ်ကမ်းမယ်လှူမယ်တမ်းမယ်ဆိုလို့ရှိရင်ပြစ္ဆကဘဝမှာလည်းအဲ့ဒီပုဂ္ဂိုလ်ဟာကိတ္တိံပပောတိတဲ့ကြောစောခြင်းထင်ရှားခြင်းသူရောက်မယ်တဲ့ပစ္စေတက်ကေပမောတတိတဲ့တမလွန်လောကမှာလည်းပဲကောင်းမြတ်တဲ့ချမ်းသာတဲ့ဘဝနတ်ပြည်လောကကိုရောက်လိမ့်မယ်လို့အဲ့လိုပြောတာဒါကမစ္စကဇက်ရဲ့နောက်ပိုင်းလေးမှာလာတဲ့ဂါထာလေးပေါ့ဒါကမြတ်စွာဘုရားကနော်ကောသလမင်းကြီးကတန်တော်မွေကန်သားမရှိတဲ့နော်တတိတယောက်သေးသွားတဲ့အခါမှာဥစ္စာပစ္စည်းတွေအကုန်လုံးနန်းတော်မှာမင်းဗန္ဒာဖြစ်နေသိရတယ်ဆိုတဲ့အကြောင်းတွေကိုရှောက်လို့မြတ်စွာဘုရားပြောပြတာအကုန်ပြောပြပြီးတဲ့နောက်မှာမြတ်စွာဘုရားဂါထာ၄ပုဒ်ကောသလမင်းကြီးကိုဟောတယ်အဲ့ဒီဂါထာ၄ပုဒ်ကတော့အများကြီးစဉ်းစားရကောင်းတယ်ပေါ့ဒိဉ္ဉံတနာရစတံရာတဇာတရူပံပရိက္ခဝါပိရတိကိဉ္စီဒါတာကမ္မကရပိတ္တာယေသတ္တအနုစီဝိနောလောကမှာအရွှေတွေငွေတွေစံတဘာတွေသိမ်းဆည်းထားတဲ့ဥစ္စာပစ္စည်းတွေကိုယ်အိမ်မှာခိုင်းစေထားတဲ့ကျွန်းတွေအမှုလုပ်တွေအများကြီးရှိကြတယ်တချို့ပေါ့နော်ဆိုလိုတာကဥစ္စာပစ္စည်းတွေပိုင်ဆိုင်မှုတွေပတ်သက်မှုတွေကိုတိုင်းတာနဲ့ကိုတော့လူတိုင်းရှိကြတယ်တဲ့သဗ္ဗနာရာယခန္ဓဗံသဗ္ဗနေခိပဂာမိနံယင်္စာကရောတိကာယေနဝါစာယဥဒ္ဒစေတ္တသဗ္ဗနာရာယခန္ဓဗံဘလောက်ပဲရှိဘလောက်ပဲပိုင်မယ်အဲ့ဒါတွေအားလုံးကိုယူသွားလို့ရတာမဟုတ်ဘူးတဲ့သဗ္ဗအလုံးစုံကိုအာရယယူပြီးတော့နာခန္ဓဗံသွားလို့ရတာမဟုတ်ဘူးတကယ်အကုန်လုံးကိုယူသွားလို့ရတာမဟုတ်ဘူးတဲ့သဗ္ဗနေခိပဂာမိနံအားလုံးကိုထားခဲ့ရမှာတဲ့အလွန်ရိုးရှင်းတဲ့ကိစ္စနော်ဒီဥစ္စာကဟုတ်လားအားလုံးကိုမဖြစ်မယ်ထားခဲ့ရမှာစွန့်ပစ်ခဲ့ရမှာနောက်ဆုံးဒီခန္ဓာကိုယ်ကြီးကိုပဲစွန့်ပစ်ခဲ့ရမှာအလုံးစုံကိုယူသွားလို့မရဘူးအလုံးစုံကိုစွန့်ပစ်ခဲ့ရမှာထားခဲ့ရမှာယင်္စာကရောတိကာယေနဝါစာယဥဒ္ဒစေတ္တယူသွားလို့ရမယ့်ရာကဘာလဲဆိုတာလေးဆက်ပြောတာကာယေနကိုဖြင့်၎င်းဝါစာယနှုတ်ဖြင့်၎င်းဥဒ္ဒထုံးမတပါစေတ္တစိတ်ဖြင့်၎င်းယင်္စာကရောတိတဲ့အချင်းအမှုကိစ္စကိုပြုတ်လိုက်တယ်ဆိုတာအလုပ်တစ်ခုလုပ်လိုက်တယ်စကားတစ်ခုပြောလိုက်တယ်အတွေ့တစ်ခုတွေးလိုက်တယ်ကာယကံဝစီကံမနောကံကောင်းတာလည်းဖြစ်ခြင်းဖြစ်မယ်ဆိုးတာလည်းဖြစ်ခြင်းဖြစ်မယ်ကိုယ်ဖြင့်လုပ်တဲ့အလုပ်နှုတ်ဖြင့်ပြောတဲ့အပြောစိတ်ဖြင့်တွေးတဲ့အတွေးဒီအလုပ်အပြောအတွေးလို့ဆိုတဲ့ကောင်းသောကံမကောင်းသောကံဒါကမှလို့ဦးဇင်းတို့ရဲ့ခန္ဓာကိုယ်ဆိုတဲ့စက်ကြီးဟာအဲ့ဒီကံတရားတွေကိုအမြဲတမ်းမလုပ်နေတော့ထုတ်လုပ်နေတယ်ဟုတ်လားအကြောင်းတရားတွေအနေနဲ့အမြဲတမ်းထုတ်လုပ်နေတယ်တင်ကြီးတတ္တတကံဟောတိတင်္စအာရာယကိစ္စတိအေးအဲ့ဒီကံတရားတွေအဲ့ဒီအပြုမှုအဲ့ဒီအပြောဆိုအဲ့ဒီအတွေးအကြံတွေရဲ့နောက်ွယ်ကနေပြီးတော့တွန်းအားပေးနေတဲ့စေတနာဆိုတာရှိတယ်အဲ့ဒီစေတနာကိုကံလို့ပြောတာဟုတ်လားအဲ့ဒီစေတနာဆိုတဲ့ကံတရားအဲ့ဒါဒီတာလေတဲ့တင်ကြီးတတ္တတကံဟောဒီအဲ့ဒီပုဂ္ဂိုလ်ရဲ့ကိုယ်ပိုင်ဥစ္စာဖြစ်တယ်တဲ့ဘယ်မှထားခဲ့လို့ကိုမရဘူးအဲ့ဒါကကိုယ်တကယ်ပိုင်တဲ့ဥစ္စာပစ္စည်းဆိုတာအဲ့ဒါပဲတင်္စအာရာယကိစ္စတိတဲ့အဲ့ဒါကိုယူပြီးတော့သွားရလိမ့်မယ်ထားခဲ့ခြင်းလို့ကိုမရကောင်းမကောင်းအဲ့ဒီဥစ္စာကိုဦးဇင်းတို့တပါးလေးယူဆောင်သွားရမယ်တင်္စတအနုကံဟောဒီဆာယဝအနုပါယင်ဒီဥပမာနဲ့ပြောရမယ်ဆိုလို့ရှိရင်ဆာယဝအနုပါယင်ဒီကို
ကိုယ်နဲ့မခွဲမခွာကိုယ်နားမှာအမြဲတမ်းရှိနေတဲ့ကိုယ့်ရဲ့အရေးဟာကိုယ့်နောက်ကိုအမြဲတမ်းလိုက်နေတယ်လို့နော်တင်ဆက်တာအနုကဟောတိအဲ့ဒီကိုလှုပ်ထားတဲ့အလုပ်တွေနော်စေတနာတွေကိုအဓိကပြောတာနော်ဟုတ်လားကောင်းတဲ့စေနာမကောင်းတဲ့စေနာဆိုတာတိုက်တွန်းနှိုးဆော်ခြင်းလို့အဓိပ္ပာယ်ရတယ်အလုပ်တစ်ခုလုပ်ဖြစ်သွားအောင်စကားတစ်ခုပြောဖြစ်သွားအောင်အတွေ့တစ်ခုတွေးမိသွားအောင်အဲ့ဒီစေနာရဲ့တွန်းအားနဲ့ဦးဇင်းတို့လဲပတ်နေကြတာစေနာတွန်းအားမပါဘဲနဲ့ကောင်းသောအလုပ်မကောင်းသောအလုပ်ဘယ်အလုပ်မှအလုပ်မဖြစ်ဘူးဟုတ်လားဒါကြောင့်စေနာကိုကံလို့ပြောတာနော်စေတနာဘိက္ခဝေကမ္မံဝရာမိဟုတ်လားအဲ့ဒါမြတ်စွာဘုရားရိုးရိုးလေးပဲအရာအလုံးကိုယူသွားလို့မရဘူးအရာအလုံးကိုစွန့်ပစ်ခဲ့ရမှာတကယ်ယူသွားလို့ရတဲ့အရာတကယ်ယူကိုသွားရမယ့်အရာပါတော့ယင်္စကရောတိကာယေနဝါစာယဥဒ္ဒစေတတာကိုယ်လုံးနှုတ်အလုံးစိတ်အလုံးဟုတ်လားအဲ့ဒီအလုံးတွေကိုတွန်းအားပေးလှုပ်ဖြစ်အောင်လုပ်နေတဲ့စေတနာအဲ့ဒါကိုကံလို့ခေါ်တာဟုတ်လားတင်ညိတတတကံဟောတိတင်္စအာရာယကိစ္စတိအဲ့ဒါဟာကိုယ်ဥစ္စာဖြစ်တယ်အဲ့ဒါကိုကိုယူသွားရလိမ့်မယ်တင်ဆက်တာအနုကဟောတိဆာယဝအနုပါယိနိကိုယ့်ရဲ့အရေးဟာကိုယ့်နောက်ကိုအမြဲတမ်းလိုက်နေတယ်လို့အဲ့ဒါတွေကကိုယ့်နောက်ကိုအမြဲတမ်းလိုက်နေမဲ့အရာတွေလို့ပြောတာအဲ့ဒါကြောင့်မြတ်စွာဘုရားတိုက်တွန်းချက်ကလေးပေးတယ်တတမကရိယကလျာဏနိစယံတမ္ပရာယိကံပုံညာနိပရာလောကသမိန်ပရိဋ္ဌာဟွန်တိပါဏိနဲ့အဲ့ဒါကြောင့်မို့လို့တဲ့တမလွန်လောကရဲ့အကျိုးရှိးပွားကိုရှာမိလို့ရတဲ့ပုံကိုယ်တွေဟာကောင်းမြတ်တဲ့အလုပ်ကိုလုပ်ရမယ်ပုံညာနိပရာလောကသမိန်ပရိဋ္ဌာဟွန်တိပါဏိနဲ့ဟုတ်တယ်တဲ့ကောင်းမှုဆိုတာနော်တမလွန်လောကအတွက်တတ္တဝါတွေအတွက်ထောက်ရတရားဖြစ်တယ်တဲ့တို့ဒီနေရာမှာတမလွန်လောကဆိုတဲ့စကားလုံးလေးကိုတစ်မျိုးလေးတွေးကြည့်သေးခြင်းကျတို့ကတမလွန်လောကလို့ပြောရင်ဒီဘဝပြီးတော့မှနောက်ဖြစ်သွားတာကိုတမလွန်လောကလို့ဒီလိုပဲတွေးကြတော့နော်အဲ့လိုဆိုရင်အခုဖြစ်နေတဲ့ဘဝအခုဖြစ်နေတဲ့အနေအထားအရင်ဘဝအရင်အနေအထားနဲ့ရှင်လိုက်မယ်ဆိုရင်အရင်ဘဝကနေကြည့်မယ်ဆိုရင်အခုဖြစ်နေတဲ့အနေအထားဘာလို့ပြောမလို့အဲ့ဒါကိုကြည့်ရအောင်နော်စဉ်းစားဟုတ်လားအခုဖြစ်နေတဲ့အခြေအနေဟာငကိုဖြစ်ခဲ့တဲ့အနေအထားကနေလှမ်းကြည့်လိုက်မယ်ဆိုလို့ရှိရင်တမလွန်လောကအဲ့လိုဆိုရင်ဦးဇင်းတို့တမလွန်လောကဆိုတာကိုဘယ်လိုနားလည်သင့်တော့အနာဂတ်လို့နားလည်သင့်တယ်ဟုတ်လားကျတို့အနာဂတ်ကိုဖြတ်တန်းရအောင်မှာသွားရအောင်မှာဟုတ်တယ်မဟုတ်လားကိုကဘဝရဲ့ပုံမှာဖြစ်စဉ်တွေရဲ့ပုံမှာပြဝနားမလည်နိုင်သေးတဲ့အတွက်ကြောင့်ဒီဘဝဒီဖြစ်စဉ်တွေရဲ့ပုံမှာနီးမျိုးစုံနဲ့မမောမှုဆိုတာရှိတယ်အထူးသဖြင့်ဘဝရဲ့ပုံမှာဆွဲမဲ့မှုကရှိနေတယ်အဲ့ဒါကိုဘယ်လိုပြောမလို့ဘဝတဏ္ဍာအဲ့ဒီဘဝတဏ္ဍာရှိနေသေးသမျှနော်ဘဝကိုလိုချင်သည်ဖြစ်စေမလိုချင်သည်ဖြစ်စေဘဝဆက်ဖြစ်အောင်မလို့ယုံကြည်သည်ဖြစ်စေမယုံကြည်သည်ဖြစ်စေဒီဖြစ်ချင်းတရားဒီဘဝတွေကဆက်ပြီးတော့ဖြစ်နေအောင်ပဲအဲ့ဒါကိုဘာလို့နားလဲရမလို့တမလွန်လောကလို့နားလဲရမယ်ဟုတ်လားတတ္တမကရိယကလျာဏနိစယံတမ္ပရာယိကံတမ္ပရာယိကဆိုတာတမလွန်လောကရဲ့အကျိုးရှိဝါနောက်အနာဂတ်ရဲ့အကျိုးရှိဝါလို့နော်လူငယ်တွေနားလဲအောင်ယူလေးအဲ့လိုပြောမယ်ဆိုရင်လည်းပြောလို့မရနိုင်ဘူးလားရနိုင်နော်ဆိုလိုတာကကုသိုလ်ကောင်းမှုဆိုတာအနာဂတ်အမှာနော်လူအားလုံးရဲ့တတ္တဝါအားလုံးရဲ့ထောက်ရတရားဖြစ်တယ်လို့ပြောတာပါပဲနော်ပုံညာတိပရလောကသမိပရိဋ္ဌာဟွန်တိပါဏိနဲ့တတ္တဝါတွေရဲ့အနာဂတ်ကာလမှာကုသိုလ်ကောင်းမှုတွေထောက်တရားဖြစ်တယ်တနည်းအားဖြင့်ထောက်တရားဆိုတာအကိုရာလို့ပြောတာသူကရေချောင်းခရီးသွားတဲ့အနေအထားမျိုးနဲ့ရှင်းကြည့်မှပို့ပြီးတော့ဒီစကလုံးလေးကစဉ်းစားလို့ကောင်းတယ်ဟိုဟာရေလန်းခရီးကိုလှေလို့တင်းမောလို့နဲ့သွားတယ်အခမ်းမသိလို့လှေလို့တင်းမောလို့မှောက်တယ်ပြက်တယ်ဆိုလို့ရှိရင်ရေထဲမှာလူသားဟာထောက်တရားကိုရဖို့မလွယ်ဘူးဟုတ်လားဒါကျွန်းတကျွန်းရောက်သွားမယ်ဒါမှမဟုတ်ဖောင်ကိုတွေ့မယ်ဒါမှမဟုတ်ကိုနော်မနစ်အောင်ရက်တီလို့ရမယ်အရာတစ်ခုဆွဲကင်လို့ရတဲ့အရာတစ်ခုရှိရင်ကိုယ့်အတွက်ထောက်တရားလေးရတယ်ထောက်တရားမရှိဘူးဆိုမှဖြစ်သွားတော့နစ်မွန်းသွားမှာပေါ့ဟုတ်လားတရားမှီရဆိုတာအဓိကဘာကိုရည်ညွှန်းတာတော့အားကိုးရကိုပြောတာနော်ဒါကြောင့်ပုံညာနိပရာလောကသမိပရိဋ္ဌာဟွန်တိပါဏိနံကုသိုလ်ကောင်းမှုဆိုတာတတ္တဝါတွေအတွက်အနာဂတ်ကာလမှာဘာတော့ထောက်ရတရားအားကိုးရကြီးဖြစ်တယ်တဲ့ဒါမြတ်စွာဘုရားကဘဝနဲ့ပတ်သက်ပြီးတော့အလွန်အခြေခံကြတဲ့နော်အမြင်တွေကိုချပြတယ်လို့မဆိုနိုင်ဘူးလားဆိုရင်နော်ဂါထာ၄ပုဒ်ပြောသွားတာဟုတ်လားတတ္တဝါတိုင်းဟာကိုယ်တိုင်းတာနဲ့ကိုယ်ပိုင်ဆိုင်မှုတွေရှိကြတယ်ရွှေတွေငွေတွေစံရည်တဘာတွေပိုင်ဆိုင်မှုတွေဟုတ်လားခိုင်းစရာစီတရားတွေအမျိုးမျိုးပေါ့ဟုတ်လားအဲ့ဒါတွေအကုန်လုံးဟာဘာလို့ယူသွားလို့မရဘူးအကုန်လုံးဟာစွန့်ပစ်ခဲ့ရမယ့်အရာဖြစ်တယ်နော်ကိုလှုပ်ထားတဲ့အလုပ်ကိုပြောထားတဲ့အပြောကိုတွေးထားတဲ့အတွေးအဲ့ဒီကာယကံမှုဝစီကံမှုနောကံမှုအဲ့ဒါတွေဖြစ်အောင်တွန်းအားပေးနေတဲ့စေတနာအဲ့ဒီကံတရားသည်သာလည်းကိုပိုင်နေအဲ့ဒါကိုသာလည်းကိုယူသွားရလိမ့်မယ်ကိုရဲ့အရေးကိုထားခဲ့လို့မရတယ်လို့အဲ့ဒါတွေကိုလည်းကိုထားခဲ့လို့မရဘူးကောင်းကောင်းဆိုးဆိုးယူသွားရမယ်ဟုတ်လားဒါကြောင့်အနာဂတ်မှာနော်ကောင်းကောင်းမွန်မွန်ချမ်းချမ်းသာသာထောက်ရတရားတစ်ခုအနေနဲ့မိကိုရအားထားရတစ်ခုအနေနဲ့ရကျင်တယ်ဆိုလို့ရှိရင်ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကဘာလို့ရမလို့ကောင်းမှုကိုပြုရကိုဒါကပောဒလမင်းကြီးကိုမြတ်စွာဘုရားဟောပြတဲ့ဂါထာလေးတွေပေါ့နော်